အောင်စပူတက်ပူတာချင်းလိုလှုပ်လိုက်မှရှက်ကွဲခဲ့ရတယ်ဖို့ချက်မင်္ဂလာပါပြိတ္တကြီးရင်လက်တလုံးမှရန်နာမည်ကြီးနေတဲ့မင်းသားလေးအောင်စပူရဲ့ဇက်ဖွဲ့ကတော့အခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ဇက်ဖွဲ့တွေထဲမှာအောင်မြင်ဆုံးလို့ပြောလို့ရပါတယ်။အောင်စပူဇက်ဖွဲ့ကတပွဲလုံးတက်ညီလက်ညီစူးစမ်းကြသလိုလူရှင်တော်တွေနဲ့မင်းသမီးတွေကစားချစ်မွေးပါလို့ပြိတ္တတွေကအကုန်လုံးကိုချစ်ခင်ကြပါတယ်။အောင်စပူကလည်းပြိတ္တကိုမပြင်းရအောင်တညာလုံးပါစက်မစီရအောင်ရတာမျိုးစုံနဲ့ဖျော်ပြနိုင်လို့မနေ့၈နာရီလောက်ထိပြိတ္တတွေကမပြန်ကြပါဘူး။အောင်စပူရဲ့ထူးခြားတဲ့ကာကွယ်တစ်ခုကမင်းသမီးတွေကိုပွေခိုင်းတဲ့ကာကွယ်ပါ။မင်းသမီးတွေကိုချင်းချင်းလက်ကင်ခိုင်းပြီးမှလက်ပေါ်မှာမင်းသားထိုင်ပါတယ်။မင်းသမီးတွေကလည်းမင်းသားကိုချစ်ကြတော့မငြီးမညူစူးစမ်းပေးကြရှာပါတယ်။ဖိုးချစ်ကအောင်စပူတက်ပူတောင်လှုပ်ပြခြင်းမိမိစင်မောပြုတ်ကြလို့အဆက်ကွဲခင်ရပါတယ်။ဖိုးချစ်ကအောင်စပူလှုပ်တယ်လို့ပဲမင်းသမီးတွေရဲ့လက်ပေါ်တက်ထိုင်ပြီးအောင်စပူထက်ပူဆန်းအောင်မတည့်ရဖို့စူးစမ်းခဲ့ရမှာဟန်ချက်မညီပဲနောက်ကိုကျွန်းထိုးပြီးပြုတ်ကျသွားခဲ့ရပါစင်ပေါ်ပြုတ်ကျတာမုံမနာပေမဲ့လေမလုံနိုင်တဲ့ရှာကိုလှုပ်လို့အဆက်ကွဲတွေဆိုပြီးလူများကဖိုးချစ်ကိုဝေဖန်နေကြပါတယ်အောင်စပူဇပွဲက၈နာရီထိပြိသက်တွေမပြန်ကြပေမဲ့ဖိုးချစ်ဇပွဲကတော့အရင်လိုအားပေးမှုမရှိတော့ပဲမနက်9နာရီလောက်တည်းကလူစုကွဲပြီးအိမ်ပြန်ကုန်ကြပါပြီဖိုးချစ်တို့စွမ်းစာနေတို့ရဲ့ခိတခိကုံဆုံးသွားပြီလို့တော့ပြောရမှာပါ